မောင်လေးနာမည်လေးမိတ်ဆက်ပေးပါဦးရှင်ကျွန်တော်နာမည်ကတော့ရှိတ်လို့ခေါ်ပါတယ်ဗျာဟုတ်ကဲ့ဒီပွဲလေးကိုတက်ရောက်ရတဲ့ရွေးချက်လေးပြောပြပါဦးရှင်ဒီပွဲလေးတက်ရောက်ရရွေးချက်ကတော့ဒီပွဲမှာ launch လုပ်တယ်ပေါ့နော် ABE program ကိုကျွန်တော်သိချင်းမှာစိတ်ဝင်စားရတယ်ပေါ့စိတ်ဝင်စားတာကိုပို့ပြီးတော့ explore လုပ်ချင်တာဖြစ်တဲ့အတွက်ဒီဆရာမတွေရဲ့အမြင်ကိုလည်းပို့ပြီးတော့သိချင်လို့ပွဲကိုတက်ရောက်တာမောင်လေးကလက်ရှိ US မှာပဲ program လေးတက်နေရဲ့ကျောင်းသားလေးဖြစ်လို့ရှင်US မှာကျွန်တော်ကOTH Business Management ကို second year မှာတက်ရောက်နေပါတယ်US ကိုဘာကြောင့်ရွေးချယ်ခဲ့တယ်လို့သိလို့ရမလားUS ကိုဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတော့ကျွန်တော်တကယ်ချင်းရဲ့ recommendation ပေါ့သူကနေပြီးတော့မှ US ကိုမိတ်ဆက်ပေးရပေါ့အဲ့ဒါကျွန်တော်ကလည်းနည်းနည်းစိတ်ဝင်စားသွားတယ်ပေါ့နော်ဒီကျောင်းကတက်တန်းလေးများနေပြီဆိုတော့ဒါသူတို့ကိုဘယ်လိုခေါ်မလဲသူတို့ရဲ့ဒီအတွေ့အကြုံကိုယုံကြည်ပြီးတော့ကျွန်တော်စပြီးတော့တက်ဖြစ်တာပေါ့နော်အခုတက်တော့လည်းအားလုံးအဆင်ပြေပါတယ်ဗျပထမဆုံးနာမည်လေးမိတ်ဆက်ပေးပါအောင်ရှင်ညီမနာမည်ကတော့ယုံသိလိုက်ပါဒီအခုလက်ရှိကတော့ဒီ 1US မှာ base တန်ကို class ကို join ထားပါတယ်ဟုတ်ကဲ့ပါဟုတ်ပြီးတော့ဒီပွဲကလေးကို AB ပွဲကိုစိတ်ဝင်စားပြီးတော့လာပြီးတော့ join ဖြစ်တာပါအဲ့ဆိုရင်ညီမလေး 1US မှာတက်ခင်နဲ့တက်ပြီးပေါ့နော်ဒီလိုမျိုးညီမလေးရဲ့ difference လေးကိုညာသိလို့ရမလားရှင်ညီမအနေနဲ့တော့မတက်ခင်ကတော့ဒီ US မှာ abroad မှာသွားပြီးတော့ပညာသင်ကြားဖို့အတွက်ကညီမအတွက်ကchallenge ဖြစ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ uni life ဆိုတာမရှိတဲ့အတွက်အခုဒီမှာ 1US မှာတက်လိုက်တဲ့အတွက်ကြောင့်ဒီတငယ်ချင်းတွေနဲ့လည်း communication လည်းကောင်းကောင်းလုပ်နိုင်တယ် assignment တွေတခြား program တွေကိုလည်း join နိုင်တဲ့အတွက်ကြောင့်အဲ့ဒါတွေကပို့ပြီးတော့ improve ဖြစ်တယ်လို့ထင်တယ်မင်္ဂလာပါဟုတ်မင်္ဂလာပါပွဲလေးတက်ရောက်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပထမဆုံးမောင်လေးနာမည်လေးမိတ်ဆက်ပေးလို့ရမလားရှင်ကျွန်တော်နာမည်ကတော့ရှင်းသက်အောင်ပါ YUS မှာ Engineering Navitas Foundation Program ကိုတက်ရောက်ခဲ့တဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပါတယ်ဒီပွဲလေးကိုတက်ရောက်ပေးတဲ့ရည်ရွယ်ချက်လေးကိုသိလို့ရမလားရှင်ဒီပွဲလေးကိုတက်ရောက်ချက်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်အနေနဲ့ဒီ Overseas University တက်ချင်တဲ့ရည်ရွယ်ချက်ရှိတဲ့အတွက်ဒီပွဲကိုတက်ရောက်ခဲ့တာပါဒီပွဲမှာကျွန်တော်အနေနဲ့ဒီတည်ထားတဲ့အကြောင်းအရာတွေအပြင်နောက်ထပ်နိုင်ငံခြားမှာရှိတဲ့ University ရဲ့အကြောင်းတွေပါထပ်သိရတယ်ပေါ့နော်ထပ်သိရတဲ့အတွက်တကယ်ကိုကြိုးရှိတဲ့ပွဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အဲ့ဆိုရင်ဒီလိုမျိုးပေါ့အခုဆိုရင်မတို့မှာဒီ US ကိုပေါ့နော်စိတ်ဝင်စားတဲ့ YUS က program တွေကိုစိတ်ဝင်စားတဲ့ဒီကျောင်းသားတွေမိဘတွေလည်းရှိရပေါ့နော်အနေနဲ့ရမှာပေါ့အဲ့ဆိုတော့ဒီလိုမျိုးမိဘတွေနဲ့ဒီလိုမျိုး YUS ကိုစိတ်ဝင်စားတဲ့ဒီကျောင်းသားတွေကိုကျောင်းသူတွေကိုဘယ်လိုမျိုးလေးအကြံပြုစကားလေးပေးရှင်မလဲလို့ပါရှင်YUS ဆိုတာကျောင်းတစ်ကျောင်းထက်ပိုတဲ့ကျောင်းဖြစ်တယ်ပေါ့နော်ဒီ YUS မှာစာသင်တာအပြင်ကျန်တဲ့extra curricular activity တွေ like ပြီးရင်တခြား skill like communication skill presentation skill research skill teamwork skill ဆိုတာတော့ကျွန်တော်တို့ football competition တွေပြီးရင် basketball competition တွေကျန်တဲ့ဟာတွေလည်းရှိသေးတယ်ပေါ့နော်ဒီအဲ့ဒါကြောင့် YUS ကတကယ်ကောင်းတဲ့ကျောင်းဖြစ်တယ်နောက်ပြီးတော့ YUS မှာသင်နေတဲ့ဆရာမတွေကဒီ experience က over 10 years တချို့ဆိုရင်maybe 20 years လောက်ရှိတယ်ဆရာမတကယ်ဝါရစ်တွေဖြစ်တယ်အဲအကြောင်းဒီသင်ကြားရေးပိုင်းတော့လောကစိတ်ချရတယ်ပေါ့နော်ပြီးရင် YUS ရှိတဲ့ campus က MICT Park ထဲမှာဖြစ်တဲ့အတွက် MICT Park ဆိုတာကလည်းဟို gate ဝင်ပေါင်းမှာ security အပြည့်ရှိရယ်အထဲမှာကျောင်းထဲမှာလည်းဒီမိပြည့်တယ်ဆိုတာမရှိဘူးမိစင်းတွေဆက်တဲ့ရှိရယ်ပြီးရင် canteen ရှိရယ်ခြား office တွေလည်းရှိရယ်ပေါ့နော်ကျန်တဲ့ facility တွေကတော့အစုံပဲရှိရယ်အဲဒါကြောင့် YUS ကကျောင်းထဲပို့တယ်ရွေးချယ်တဲ့ကျောင်းရောက်ဖြစ်တယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ YUS program အသစ်မိတ်ဆက်ပွဲလေးကိုတက်ရောက်တာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအဲ့ဆိုရင်ဒီပွဲလေးတက်ရောက်ရတဲ့ရွေးချက်လေးပြောပြလို့ရမလားရှင်ကျွန်တော်ဒီပွဲတက်ရောက်တာကတော့ဒီ YUS က program အသစ်ထုတ်တယ်ဆိုလို့ကျွန်တော်အဲ့ဒါ congratulation လာလို့ကျွန်တော်လာကြည့်ရပါခင်ဗျာလက်ရှိမောင်လေးက YUS ရဲ့ဘယ် program လေးကို join ထားတာလဲရှင်ကျွန်တော်ကတော့ YUS က business management OTHM ရဲ့ first year ပါခင်ဗျာဒီ YUS ရဲ့ပေါ့နော် YUS မတက်ခင်နဲ့တက်ရောက်ပြီးတော့ဒီလိုမျိုးမောင်လေးရဲ့ဒီ difference လေးကိုပြောပြလို့ရမလားရှင်
ကျွန်တော်တီးရောက်တဲ့ဒီ difference ကတော့ကျွန်တော်ဒီ YS မတက်ခင်ကတော့ကျွန်တော်ဒီဘယ်ကျောင်းရှောက်လို့ရလဲလို့ကျွန်တော်မသိသေးပါဘူးခင်ဗျအခုကျကျွန်တော်ဘယ်ကျောင်းတွေရှောက်လို့ရလဲလို့သိပါ opportunity တွေပို့ရတယ် knowledge လည်းပို့ရပါဒီ YS စတက်ပြီးကြတယ်တက်ပြီးရတယ်ရှင်းလိုက်လေ ညီမလေးနာမည်လေးမိတ်ဆက်ပေးလို့ရမလားရှင် ဟုတ်ညီမနာမည်က Kamtani လို့ခေါ်ပါတယ်အတူက Audrey လို့လည်းခေါ်လို့ရပါတယ်ရှင် ဒီ YRUS ရဲ့အကြောင်းသူလေးပေါ့နော်ဘယ် program လေးကို join နေရလဲဆိုတာလေးသိပြစေ ဟုတ်ညီမကအခု OTHM Diploma in Business Management တက်ရောက်နေတာဖြစ်ပါတယ်ရှင် YS ဟုတ် ကဲရှင်ဒီပွဲလေးကိုတက်ရောက်လာတဲ့ရွေးချက်လေးသိလို့ရမလားရှင် ဒီပွဲကိုတက်ရောက်တဲ့အကြောင်းရင်းက ABE program ကိုစိတ်ဝင်စားပြီးတော့ YUS ကိုလည်းဒီလိုမျိုး program အသစ်ဖွင့်လို့ရတဲ့အရာကို congratulate လုပ်ချင်လို့ပါရှင် နောက်ဆုံးအနေနဲ့မိကုန်းလေးကတော့ဒီ YRUS ကိုဘာကြောင့်ရွေးချက်ခဲ့တာလဲပေါ့နော် YUS ကိုရွေးချယ်ခဲ့တဲ့အကြောင်းရင်းက YUS ကနိုင်ငံခြားကျောင်းနေနဲ့အများကြီးပဲချိတ်ဆက်ထားပြီးတော့ YUS မှာရှိတဲ့ staff members နဲ့ဆရာဆရာမတွေကလည်းအကုန်လုံးစိတ်ရှည်ပြီးတော့ကောင်းကောင်းမွန်မွန်တင်ကြပေးလို့ဖြစ်ပါတယ်ရှင် Create your future from diploma to degree with YUS.